အဲ့လိုပြောလိုက်ရင်လေလူအများစုကအပေါ်ပင့်ပြီးတော့ရိုက်ချက်ဆိုတာတဲ့အောက်ကိုရိုက်ချရိုက်ချက်ကိုပဲပြေးမြင်နေမယ်လူအများသုံးတယ်လို့လောကဒန်ရဲ့ရိုက်ချက်လို့မသုံးချင်ဘူးအဲ့လိုပြောလိုက်ရင်လေလူအများစုကပေါ်ပင့်ပြီးတော့ရိုက်ချက်ဆိုတာတဲ့အောက်ကိုရိုက်ချက်ကိုပဲပြေးမြင်နေမယ်ကောင်းဆိုတွန်တွဲနေလို့လောကဓမ္မရဲ့ဖြစ်ပြင်ထိန်းချောင်းပေးခြင်းလို့ခေါ်တဲ့ shaping လို့ပဲသုံးခြင်းတယ်ကောင်းခြင်းလောကဒန်နဲ့ဆုံရတဲ့အခါကျွန်တော်တို့တွေကလောကကိုရရင်ဆိုင်နိုင်မှုအတွက် confidence တွေရှိလာတယ်အဲ့လိုပဲအဆူလောကဒန်နဲ့ဂျုံတဲ့အခါကျတော့အရာရာခဏပါဆိုတဲ့လောကဓမ္မရဲ့အမှန်တရားကိုမမေးဖို့သူတင်ဆုံးမလေးလေးရဲ့ဘဝဆိုတာလေတခါတည်းရန်ကြတော့ကိုယ်ပုံစံတိုင်းလေးပဲနေတဲ့အားလေးကိုသဘောကျပြီးတော့ချီးကျူးတဲ့လူတွေရှိတယ်လို့မျိုးပဲအဲ့ဒီကိုပုံစံတိုင်းလေးကိုပဲသဘောမကျလို့ကဲ့ရဲ့ပြောဆိုတဲ့လူတွေလည်းရှိတတ်ကြတာပဲချီးကျူးတာကြီးကြုံရတဲ့အခါမှာပုံရင်မြင့်တက်မသွားဘူးကဲ့ရဲ့ခံရတဲ့အခါမှာလည်းစိတ်ဓာတ်တွေကျမသွားဘူးဆိုတာအရေးကြီးဆုံးပဲလေနော်ဒါလေးကတော့ဘဝနေထိုင်နေတဲ့အကောင်းဆုံးနေထိုင်နေတစ်ခုပါကိုဘဝအဆင်ပြေဖို့အတွက်တာဝန်ရှိတာကိုယ်တိုင်ပါပဲ